ခုတစ်ခါမှာတော့ပြသလေးတစ်ပုဒ်ကိုကြည့်ရှုခံစားသိချင်ပါတယ်ခင်ဗျာတဘာဝအလွန်ရာဂမွန်ပြီးကာမကျွန်ဖြစ်လို့နေခဲ့တဲ့သူတော်စင်ဥပကကိုမိုးဆိုးသမီးမတ်ဆာဝါရဲ့လိမ္မာပါနေမှုနဲ့အလင်းပြခဲ့တဲ့ပြဆက်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်ကြည့်ရှုခံစားကြပါခင်ဗျာသမီးရေအဖရေလာအောင်ဟဲ့လာပါပြီလာအောင်ဟဲ့လာပါပြီတရင်ကောင်းသူပြောကြည့်လို့ပါဘာများပြောမလဲအဖရေဘာများပြောမလဲအဖရေကြားချင်လာပါပြီပါသွားတဲ့တော်ရည်တည်းရာသူတော်စင်တစ်ပါးတွေ့ခဲ့တယ်တွေ့တော့ရောတွေ့တော့ကျင့်သိက္ခာသမားကြီးဟာထူးစွာပြည့်စုံလှပါတယ်အေးရောလူ့ွယ်ဆောင်းငန်းကိစ္စပြည့်စုံရအောင်အမိကဆောင်ရွက်ပေးပြီတော့ဟုတ်ကဲ့ဟုတ်ရဲ့လားဟုတ်ကဲ့ပါကောင်းဖို့ရတာစုံလင်စွာဖြင့်ချက်ပြုတ်ပြည့်စီပြီနဲ့တွင်တွင်သွားရောက်ပါမယ်လီဘာရေစေရနာတလားထားလို့ဆရာတစ်ပါးတို့ဆွမ်းလူမယ်ဘယ်မှာပွားဖို့မှန်းယူတဲ့စကားလူဒီလားဤမှန်၍နိဗ္ဗာန်မြောဤမှန်၍နိဗ္ဗာန်မြောစိတ်အကျဉ်းတော်ဤလိုရှင်လားဤလိုရှင်မုတ်ဆိုးသမီးမဆာဝါလေးဆွန်းစေးကပ်ရန်ရောက်ပါပြီဖေယားအလှခံရန်ကြွတော်မူပါအလှခံရန်ကြွတော်မူပါအဲ့ဒီနားမှာထားခဲ့ပါဘယ်နားမှာလဲဖေယားအဲ့ဒီနားမှာထားခဲ့ပါဘယ်နားမှာလဲဖေယားအဲ့ဒီနားမှာအလို့အိုးအလို့ဖေယားဖေယားငါဘယ်လိုဖြစ်ပါလိမ့်ရင်ထဲမှာမိလျံတွေခုံတောက်ပါပေါ့မျက်စိတွေလည်းပြာခေါင်းတွေလည်းမူယူခြင်းတလို့ငိုခြင်းတလို့ခက်ရကြီးရဲ့ကယိုတရားကဲပါငါစိတ်တွေလည်းငါမနိုင်တော့ပါကလားတပည့်တော်ပြန်มาတော့မယ်ဦးတင်ခဲ့ပါသည်ဖေယားမင်းပြန်ဟေးနေဦးသွားတော့အိုးဘယ်လိုမှလည်းမသိဘူးသွားပါတော့မယ်ဖေယားသွားပါတော့မယ်ဖေယားသမီးဆုံးဖို့မသွားသေးဘူးလားမသွားချင်တော့ပါဘူးအဘရေသွားရမှာရှက်တယ်ဘယ်လိုဖြစ်တယ်လဲဒီလိုပါအဘရေသမီးသွားတဲ့အချိန်တိုင်းအတွေ့မခံငါရှောင်းတိန်လို့အစိမ့်တဲ့မဲ့ဟောင်းတယ်လို့အတန်စိုးနဲ့အမျိုးမျိုးဟစ်လို့ငိုကြွေးကရဲ့ဆာဝါလေးကိုချစ်တယ်တဲ့ဝါဝါလေးကိုချစ်တယ်တဲ့သမီးပြောရမှာရှက်တယ်အိုးဖြစ်မှဖြစ်ရလိကွယ်ဖြစ်မှဖြစ်ရလိကိလေသာကာမတဏဝဲကရဲ့ထဲဇက်ရဲရဲ့နဲ့ခုံပြင်းပြင်းခုံဆင်းတော့မှာပါကလားဘယ်လိုစီမံကြရင်ကောင်းမလဲအဘရဲ့ဒီလိုလုပ်ကြမယ်လေတက်တဲ့ချောင်းကဲကောင်းတာမို့အဘသွားပြီးစီးစင်มาတော့မယ်
စင်ကြီးဥပကဖေယားမုတ်ဆိုးကြီးကလျှောက်ထားရန်ရှိပါသည်ဖေယားမုတ်ဆိုးကြီးကလျှောက်ထားရန်ရှိပါသည်ဖေယား တွေ့ခြင်းဘူးမမြင်ခြင်းဘူးဘယ်သူမှမကြည့်ခြင်းဘူးဘာဝလေးသာချစ်ခြင်းနဲ့သာဝလေးကိုချစ်တယ် ဖေယားဖေယားတတိထားပါဖေယားစာဝါလေးနဲ့ထိမ်းမြဖို့အတွက်လာခေါ်တာပါဖေယား တကယ်ပြောတော့လားတကယ်ပြောတော့လားဒီလိုဆိုရင်လာပါပြီဗျာလာပါပြီဗျာဟေးလာပါပြီဗျာလာပါပြီဗျာလာပါပြီဗျာ မြန်လိုက်ပါမြန်လိုက်ပါမြန်လိုက်ပါ ချစ်တော်မဲကွယ်မဆာဝါရဲ့ကြိုက်တော်မဲကွယ်မဆာဝါရဲ့ တော်ပြီအယူကြီးလို့ပဲ ဒီလိုမခေါ်နဲ့ကွယ် ဘယ်လိုခေါ်ရမလဲ အော်လို့ခေါ် ရှစ်စရာကြီးသွား ဒါဖြင့်ကိုလို့ခေါ်ပါလား ရှစ်ပါတယ်သွား ကိုဥပကခေါ်ပါလား ရှည်လိုက်တာနော် နှုတ်တိုင်းပါဗျာငင်းနာမယ်ပါဗျာ အော် သွားမနေနဲ့နေကိုကြည့်မွန်းတဲ့ချိန်နဲ့ရှိသေးတယ်အလုတ်လုပ်ရမယ်အိမ်သားတစ်လုံးဆောက်တွင်းကိုနဲ့တူးအမိုးကောင်းအကာကောင်းအားလုံးကောင်းရမယ်အိမ်သားပြီးသွားရင်သိတယ်မဟုတ်လား တိတယ်ဗျာတိတယ်ဗျာ သိရင်သွားပြီးညံညံဆောက် ဆောက်ပါမယ်ဗျာဆောက်မယ်ဗျာဆောက်မယ်ဗျာ မောဒလာကိုကိုဦးရဲ့ မမောဘူးသာဝလေးရဲ့ဝါ ဟွာမနေနဲ့နေကိုကြည့်မွန်းတင်ချိန်ပဲရှိသေးတယ်အလုတ်လုပ်ရမယ် တော့ပြန်ပြီလား အဝတ်လျှော်ရမယ် မြန်ချောပါအိတ်ချင်တယ် ဆာဝါလျှော်မှာမဟုတ်ဘူးကိုကိုဦးကလျှော်ရမှာအင်းကြီးကတရားထမင်းက100ကျော်လျှော်ပြီးရင်တော့သိတယ်မဟုတ်လားညံညံဆန်းဆန်းလုပ် လုတ်ပါမယ်ဗျာလုတ်မယ်ဗျာလုတ်မယ်ဗျာ မောဒလာကိုကိုဦးရဲ့ မမောဘူးသာဝလေးရဲ့အာ ဟွာမနေနဲ့နေကိုကြည့်ညနေဆောင်ပဲရှိသေးတယ်မယုတ်သီးထောင်းအသားခုတ်ထမင်းချက်ဟင်းချက်ပြုတ်ပြီးရင်သိတယ်မဟုတ်လားမြန်ချက် ချက်ပါမယ်ဗျာချက်မယ်ဗျာချက်မယ်ဗျာ မမြင်ရဲ့မရှုရဲ့ဆရာပါကလားဟင်ဒါလေးကတော့ရုပ်ကလေးနှစ်ကောင်နေ့စဉ်နေ့တိုင်းကြောင်းကိုလာပြီးအစာတောင်းတဲ့ယုံလေးနှစ်ကောင်ဒါလေးကတော့မနဲ့လင်းရင်ဒီလာတောက်တဲ့သမင်လေးတွေမပါဘူးလားဥပက္ခရေမပါဘူး
ကိလေညှိပွေလို့ကတ်ခါပူးတော့အယူပမာဖြစ်ရရှာတဲ့ဥပကရေတဏှာအိမ်ဘွဲ့နွန်တွင်းကိုဇွတ်တင်းချင်းပြီးဝိပရိနာမမထိတတိနဲ့ကလိကလိလာဆွာတော့မရှိသည်အနာရပြီမဟုတ်လားဟင်တဘာဝအလွန်ရာကမွန်တော့ကာမကျွန်းဖြစ်လူအတီတိအရွယ်ဒီမှအဝီစီခကြီးကိုတကယ်ဆင်းကျင်နေသလားဥပကရဲ့နေရရူပေနဘုဒ္ဓိမေကမ္မတိတ်တိမာသောနိတိမိမိအသိဉာဏ်ကိုကျော်လွှား၍မှန်ကန်သောနိအသွင်ဖြင့်ယက်တိတတ်၏ဖျားကျေးဇူးရှင်မလေးမဆာဝါရဲ့ဒီမှာပန်းနဲ့စွာဆုံးမမှုကြောင့်အချိန်မီအကောင်းဆိုးကိုကျိုးကြောင်းထင်သိမြင်ရတာပါပဲဥပကရဲ့ကာယဝစီမနောလီဖြင့်ပြောဆိုကြံစီမတတိဘွေရာများကိုခွင့်လွှတ်ကြပါတကားကြီးနဲ့တက္ကမလေးတို့ဥပကကိုတန်းကိုပို့သွားပါတော့မည်သာဓုသာဓုသာဓု